Badi me bhikkhave dhamma tappata kanda tappata karana Kodana akisanti itinwa puritanwa Bhikkhave ya nomya uchitadu Tappata kanda yanduru di nita akundo Tappata karana Yandu achubyu longam chichakundo Tada kunapa kundo imi dhamma idhavodaya di Kodana amyatwaja kundo Eighteen-wa Maima do lagong Puritanwa yauja do lagong Agi santi yau laja kong I Chitaru Yandu di nittate diya Yandu achubyu diya Khonamyo sura shire Eri yandu di nittate diya Khonamyo ha Amyatwaja de Doda jija de yauja Maima mandamya tatawari digo Sai yau la de No? Tappata kanda, tappata karana. Yandu di nittate, mone luri nittate. Yandu achubyu longanyi khonaya. Hola? Era amyadoda twajare tatawari tandango sai yau la de. Era ka bari le so do. Ahowada meya. Hori loka ji ma yandurega tanta jade. Velu tanta jadale suro. Eya hori boko ma. Doba no atta. Asindi phobyan pyasi ba si. Etalo asindi phobyan pyasi me so lo shi yin. Ahowada o kaung ma bi swa lo. Mong ni jade lu achin chin yandu achin chin. Etalo tanta de thabo shi de. Ko mong ne lu ko ma chit de lu so yin. Tu yau ye le chi chi len len tan tan shin shin phitနေတာတင်းတောင်တင့်တယ်ဖြစ်နေတာကိုမမြတ်နိုးနိုင်ဘူးမနှစ်သက်နိုင်ဘူးဟုတ်လားအေးသူ့ရဲ့ရုပ်ရည်အစဉ်ပြည့်ရွှင်းသွားတာကိုမြင်ခြင်းနဲ့ဟုတ်လားအဲ့ဒါရန်သူတွေမုန်းတဲ့လူအချင်းချင်းမှာဖြစ်တတ်တဲ့အလိုဆန္ဒလေးတွေပေါ့နော်အဲ့တော့ရန်သူကကိုယ့်ကိုရုပ်အစဉ်ပြည့်ပြည့်နေတာအစဉ်ပြေးနေတာကိုမကြည့်ချင်ဘူးမမြင်ချင်ဘူးရုပ်အစဉ်မပြေးလေတာကိုပဲကြည့်ချင်တယ်မြင်ချင်တယ်အဲ့ဒါတကယ်လို့များမိမိကဒေါသအမျက်ချောင်းချောင်းထွက်ခဲ့မယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီရန်သူနှစ်သက်တဲ့ရန်သူသဘောကျတဲ့ရုပ်အစဉ်ပြည့်ရင်းခြင်းဆိုတဲ့သဘောတရားကြီးဟာမိမိကိုယ်တိုင်ရအောင်လှုပ်လိုက်တယ်လို့ဖြစ်သွားမယ်တဲ့နော်ဘာဖြစ်လို့လဲဆိုတော့ဒေါသတွေထွက်လာပြီအမျက်တွေမိမိတန်တမှာထင်ရှားဖြစ်လာပြီဆိုလို့ရှိရင်မြတ်စွာဘုရားကတော့တရားကိုနာကျင့်တဲ့ဘွယ်လေးဟောတယ်ဗျဒေါသတွေထွက်လာပြီးအမျက်တွေထွက်လာပြီးဆိုလို့ရှိရင်တဲ့ရေမိုးချိုးဖီးလိမ်ပြင်းစင်ကောင်းတဲ့အဝိစားတွေဝဲအဲ့ဒါလိုဘယ်လိုပဲမိမိကိုယ်ကိုမိမိပြင်းစင်ချဲလေထားပါတော့လေပဲဒေါသအမျက်ချောင်းချောင်းထွက်နေတဲ့ပုဂ္ဂိုလ်မှာအစင်းဟာပျက်စီးသွားပြီကြည့်လို့မကောင်းတော့ဘူးနော်ဘာတွေဘလို့ပဲပြင်ဆင်ထားဘလောက်ဖို့တန်တာတွေမိမိစိတ်တိုင်းကြဖီးလိမ်ပြင်ဆင်ဝစ်စားထားတော့လေပဲမိမိအစင်းဟာအဲ့ဒီအချိန်မှာပျက်စီးသွားပြီကြည့်လို့လုံးဝမကောင်းတော့ဘူးဟုတ်လားဒါကြောင့်ဒေါသထွက်နေတဲ့ပုဂ္ဂိုလ်ဟာကိုယ့်ကိုယ်အစင်းပြတ်အောင်လုပ်တဲ့အတွက်ကြောင့်ရန်သူနှစ်သက်တဲ့ရန်သူအကျိုးပြုလုပ်ငန်းတစ်ခုကိုရန်သူစိတ်တိုင်းကြလှုပ်ပေးလိုက်ရရောက်တယ်တဲ့ဟုတ်လားအေးအဲ့ဒါတရားဓမ္မပေါင်းသူတော်ကောင်းတို့ဥစဉ်တို့တွေဘယ်တတ္တဝါမျိုးမှမိမိအစဉ်ကိုကြည့်မကောင်းရှုမကောင်းဖြစ်ချင်ကြမှာမဟုတ်ပါဘူးမဖြစ်ချင်ပြီမလို့ဒေါသထွက်လာပြီဆိုရင်တော့အဲ့ဒီရုပ်အစဉ်တွေဟာဖောက်ပြန်ချွတ်ယွင်းသွားတာပဲတဲ့ဒါကြောင့်မြတ်စွာဘုရားကရုပ်အစဉ်ချွတ်ယွင်းခြင်းဆိုတဲ့နံပါတ်1ပြစ်ချက်တည်ရန်သူတွေမိမိပေါ်မှာဖြစ်စေခြင်းနဲ့ရန်သူနှစ်သက်တဲ့တရားဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါပထမဦးဆုံးသပ္ပတ္တကန္တာရန်သူနှစ်သက်တဲ့တရားတဲ့ဒေါသထွက်လာလို့ရှိရင်ရန်သူနှစ်သက်တဲ့တရားကိုစတင်ပြီးတော့မိမိတန်တာမှာဖြစ်အောင်လုပ်နေတာဟုတ်လားအေးသူက9ပါးပြောထားတယ်နော်အေးအခု1ပါးရှိသွားပြီနောက်ထပ်ရန်သူတွေကမိမိကိုမုန်းတဲ့လူတွေကမိမိကိုဘလို့ဖြစ်စေခြင်းတလဲဆိုတော့အဟောဝတ္တမေယံအယံဤပုဂ္ဂိုလ်သည်ပထမဦးဆုံးသူကရုပ်ရည်အစဉ်မတင့်နေတာကိုသူကလိုလားတယ်
ဒုတိယလိုလားတာကဘာလဲဆိုတော့သူကဟောဒီငါမုန်းတဲ့ပုဂ္ဂိုလ်ဟာဩဝတ္တမယဒုက္ခံတရေယအယံဤပုဂ္ဂိုလ်သည်ဒုက္ခဆင်းရဲရဲ့တရေယအိယပါမူကအဟောဝတ္တဩကောင်းပါပေစွာယံသူအချင်းချင်းလိုလားတဲ့အလိုဆန္ဒတစ်ခုကိုမုန်းတဲ့လူချမ်းချမ်းသာသာနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေတာကိုမုန်းတဲ့လူအချင်းချင်းမမြင်လို့ဘူးမကြားလို့ဘူးဟုတ်လားဒီလိုမှအိပ်ကြီးတွေပြဲပြီးတော့ညအိပ်ရဝင်တဲ့အခါမှာစင်စင်ရဲရဲအိပ်မပျော်ဘူးတဲ့အိပ်ရှိတွေတောက်နေရတဲ့ဆိုတာမျိုးကိုရန်သူဟာဘာဖြစ်ချင်တာတော့ကြားချင်တာဟုတ်လားအေးဘယ်သူမှလည်းပဲစင်စင်ရဲရဲအိပ်ရတဲ့အဖြစ်မျိုးကိုလိုချင်မှာမဟုတ်ပါဘူးဒါပေမဲ့လို့ဒေါသအမျက်ချောင်းချောင်းထွက်လာပြီဆိုရင်တော့အဲ့ဒီရန်သူတွေနှစ်သက်တဲ့မိမိကိုစင်စင်ရဲရဲအိပ်နေရတယ်ဆိုတာမျိုးကြီးမိမိတန်တန်မှာရောက်လာပြီတဲ့။ဘာဖြစ်လို့လဲဆိုတော့ဒေါသထွက်လာပြီဆိုလို့ရှိရင်မြတ်စွာဘုရားကတော့အသေးစိတ်ဟောတယ်။ကော်စောကြီးတွေခင်းလို့ခေါင်းအုံကြီးတွေနဲ့ဖက်တုံးကြီးတွေနဲ့ဟာပဲတကယ်လိုက်ကာကြီးတွေနဲ့သာသနာနာအေယာကွန်အခန်းကြီးတွေမှာပေါ့ဗျာအခုလား။အေးအင်မတန်ကောင်းတဲ့မွေးရာတွေကော်စောတွေအခန်းတွေနဲ့သာသနာနာပြင်ဆင်ပြီးတော့အိတ်နေတော့လည်းပဲဒေါသထွက်နေတဲ့လူတစ်ယောက်တည်းချမ်းချမ်းသာသာအိတ်နေတယ်လို့ပြောလို့ရပါမလားမရနိုင်ဘူးဒေါသထွက်နေတဲ့ပုဂ္ဂိုလ်ဟာစင်စင်ရဲရဲအိတ်ရတာပဲဟုတ်လားသူချမ်းချမ်းသာသာအိတ်ကိုမအိတ်ရဘူးဒါကြောင့်ဒေါသထွက်နေတဲ့အချိန်မှာရန်သူတွေလိုလားတဲ့ငါမုန်းတဲ့သူဟာစင်စင်ရဲရဲအိတ်ရပါစေဆိုတဲ့ဆန္ဒကိုမပြည့်ပြည့်အောင်ဖြည့်နေရမရောက်ဘူးလားရောက်တယ်ဒါကြောင့်ဒုတိယရန်သူလိုလားတဲ့တရားဟာဘာလဲလို့မေးလို့ရှိရင်စင်စင်ရဲရဲအိတ်ဆက်ရခြင်းပဲဟုတ်လားအေးနှစ်ပါးရှိသွားပြီနော်နောက်တတိယရန်သူတွေလိုလားတာကဘာလဲဆိုတော့ဒါလေးကတော့နည်းနည်းကျေပြန့်တယ်အဟောဝတ္တမေယံနပစုရတောအတ္တအယံဤပုဂ္ဂိုလ်သည်နပစုရတောအတ္တအကျိုးမဲ့ဖြစ်ပါမူကအဟောဝတ္တဩကောင်းပါပေစွာမုန်းတဲ့လူအချင်းချင်းရန်သူအချင်းချင်းအကျိုးရှိနေတယ်ဆိုတာကိုမကြားချင်ဘူးသူ့မဲ့ဘာတွေအကျိုးမဲ့တွေဖြစ်သွားတာတွေဘာတွေပျက်စီးသွားတာတွေဘာတွေအရှက်တကွဲအကျိုးနဲ့ဖြစ်တာတွေအစရှိသဖြင့်အကျိုးမဲ့တာတွေကိုပဲရန်သူအချင်းချင်းမုန်းတဲ့လူအချင်းချင်းဟာမလိုချင်ဘူးလားလိုချင်တယ်အဲ့ဒီတကယ်လို့မိမိကဒေါသတွေထွက်နေပြီအမျက်တွေထွက်နေပြီဆိုလို့ရှိရင်အဲ့ဒီတွေရန်သူလိုလားတဲ့အကျိုးမဲ့ခြင်းဆိုတဲ့တရားတွေဟာမိမိတန်တန်ကိုရောက်လာပြီတဲ့။ဘာပြုလို့လဲဆိုတော့ဒေါသထွက်နေတဲ့အခိုက်အတန့်မှာအကြောင်းအကျိုးအကောင်းအဆိုးဘာမှနားမလည်တော့ဘဲနဲ့အကျိုးရှိတာကိုလည်းပဲအကျိုးမရှိဘူးလို့ထင်တယ်။အကျိုးမရှိတာတွေကိုလည်းပဲအကျိုးရှိတယ်လို့ထင်တယ်။ဒေါသတွေနဲ့မှားမှားယွင်းယွင်းထင်မိထင်ရလို့ထင်မိထင်ရပြောအဲ့ဒါလိုကာယကံဝစီကံတွေအကုန်လုံးဒေါသရဲ့အစွမ်းကြောင့်မှားယွင်းချွတ်ချော်ပြီးတော့အလုတ်တွေမှားအပြောတွေမှားပြီးတော့အကျိုးမဲ့တွေအများကြီးမဖြစ်ပေဘူးလားဖြစ်တယ်နော်ဒါကိုဦးဇင်းတို့မင်းဝန်းစတော်ကြီးကတော့လင်္ကာလေးရှိတယ်ဗျပြုညာကိစ္စအဝဝ၌ကောတာလွှမ်းမိုးအမျက်ဆိုး၍ကျိုးရှိကိုပင်ကျိုးမဲ့ထင်၍ကျိုးပင်ရှိလက်မရှိမ၍ချွတ်ချော်ပြူမှားကျိုးမများသည်စတော်ကြီးကတော့ဒီသုတ်တန်ကြီးတစ်ခုလုံးကိုလင်္ကာလေးနဲ့စီတယ်အဲ့ဒါဦးဇင်းကနောက်ပိုင်းကျတော့ပိဋကပေါင်းတော်ကောင်းတို့ကိုဆိုပြမှာပါဟုတ်လားဤသိလောကဘုံဘဝ၌မိမယောက်ျားမြတ်ထွယ်ညာမူဖောက်ပြားရင်ကွယ်ရုပ်ဆင်းပြည့်ဤအိစ္ဆတောခမချမ်းသာဘူးပြောပြီးပြီနော်ခုနကဒါတွေဟုတ်လားဖောက်ပြားရင်ကွယ်အဆင်းပြည့်၍အိစ္ဆတောခမချမ်းသာဘူးပြုညာကိစ္စအဝဝ၌ကောတာလွှမ်းမိုးအမျက်ဆိုးကြောင့်ကျိုးရှိကိုပင်ကျိုးမဲ့ထင်၍အကျိုးရှိတာတွေကိုအကျိုးမဲ့တယ်လို့ထင်တယ်အမြင်တွေကမှားယွင်းကုန်တာပေါ့ဒေါသကလွှမ်းမိုးနေတော့လေကျိုးရှိကိုပင်ကျိုးမဲ့ထင်၍ကျိုးပင်ရှိလက်မရှိမှ၍ချွတ်ချော်ပြူမှကျိုးမများသည်အကျိုးမများတဲ့ကိစ္စတွေကိုအကျိုးများတဲ့ထင်ပြီးတော့လှုပ်ပြီးတော့အကျိုးမဲ့တွေကိုပဲရသွားတာအဲ့ဒီတော့ဘေးကကိုကိုမုန်းတဲ့ရန်သူတွေကဝမ်းမသာကြဘူးလားဝမ်းသာကြတယ်မိမိဒေါသကပဲမိမိကိုရန်သူဝမ်းသာအောင်လုပ်ပေးနေတာပဲမဟုတ်လားအေးဒေါသရဲ့အပြစ်တွေကိုမြတ်စွာဘုရားကတစ်ဖက်လှည့်ကလေးနဲ့ဟောတာနော်တခါကြီးမိုင်များ
ဘယ်နှပါးရှိသွားပြီတော့သုံးပါးရှိသွားပြီရုပ်ရည်အစဉ်ပြည့်ရွှင်သွားမယ်ဟုတ်လားပြီးတော့စင်စင်ရဲရဲအိတ်ဆက်ရတယ်အခုပါလေအကျိုးမဲ့တွေကိုရရှိသွားတယ်ဒေါသဖြစ်လာလို့ရှိရင်လေအေးစတုထမြောက်မြတ်စွာဘုရားဘာဆက်ဟောလို့ဆိုတော့ရန်သူအချင်းချင်းမုန်းတဲ့လူအချင်းချင်းတဲ့အဟောဝတ္တယနဘောဂဝါအတ္တာအယံဤပုဂ္ဂိုလ်သည်နဘောဂဝါအတ္တာစီဝါဥစ္စာရိပျက်စီးပါမူကအဟောဝတ္တဩကောင်းပါပြီစွာရန်သူအချင်းချင်းမုန်းတဲ့လူအချင်းချင်းစီးပွားရေးပြည်လဲနေတယ်ဆိုတာကိုကြားခြင်းလားမကြားခြင်းဘူးဒီလိုတော့ဘလောက်ဆုံးရှုံးသွားပြီတဲ့စီးပွားရေးတွေဘလောက်ပျက်စီးသွားတဲ့ဆိုတဲ့သတင်းမျိုးကိုကြားရတာအင်မတန်မိန်ရလိမ့်မယ်နော်ရန်သူအချင်းချင်းဆိုရင်ဟုတ်လားအဲ့ဒါလိုမျိုးရန်သူလိုလားတဲ့ရန်သူနှစ်သက်တဲ့အဲ့ဒီတရားဆိုကြီးလည်းပဲဒေါသအမျက်ချောင်းချောင်းထွက်လာလို့ရှိရင်ဘေးသက်ပေါင်းသူတော်ကောင်းတို့ပစ္စည်းဥစ္စာတွေဆုံးမခြင်းဆိုတာတွေဖြစ်တတ်တယ်ဟုတ်လားမြတ်စွာဘုရားကတော့ဘယ်လိုဟောထားလဲဆိုတော့ကိုချွေးနဲ့တကယ်အာကျိုးမှန်တဲ့ရှားဖွေထားရတဲ့ဒီပစ္စည်းလေးတွေဟာဒေါသတွေအာကြီးလာတော့ရာဇဝမှုတွေကျူးလွန်တိမခံနိုင်တယောက်ကိုတယောက်ရိုက်ပွဲတွေဖြစ်တပ်ပွဲတွေဖြစ်အဲ့ဒီမှာကိုရှားထားတဲ့ပစ္စည်းဥစ္စာလေးဟာလွယ်လွယ်ကူကူပဲမင်းပန္နာဖြစ်ပြီးတော့ဆုံးရှုံးသွားတယ်တဲ့ဟုတ်လားအေးဒေါသကြီးတဲ့ပုဂ္ဂိုလ်ရဲ့ပစ္စည်းဥစ္စာဟာတရားရုံးကိုအကြောင်းပြုပြီးတော့ကုန်တာတွေပေတပေါင်းသူတော်ကောင်းတို့သိပါတယ်ဟုတ်လားမခံခြင်းစိတ်တွေနဲ့လှုပ်ရကနေစီးပွားပြက်တာတွေမရှိဘူးလားရှိတယ်ရာဇဝမှုတွေကိုဒေါသအလိုလိုက်လွန်ကျူးပြီးတော့ပစ္စည်းတွေကုန်ခန်းသွားတာမြတ်စွာဘုရားကတော့အဲ့ဒါကိုညွှန်ကြားတာတခါတော့ဥစဉ်ကပုံမြင်လေးတစ်ပုဒ်တော့ဖတ်ဖူးတယ်ဗျနော်အဲ့ဒီပုံမြင်လေးကဘာပြောလဲဆိုတော့တခါတော့ကအင်မတန်ခင်မင်ရင်းနှီးတဲ့မိသားစုနှစ်စုရှိတယ်တဲ့အဲ့ဒါသူတို့ကရင်းနှီးလုံးတော့စီးပွားရေးအတူတူလုပ်တယ်အဲ့ဒါသိုးအုပ်ကြီးတအုပ်အတူတူမွေးကြတာနောက်တော့တယောက်နဲ့တယောက်သီးမခံနိုင်ရာကနေစမတည့်ပြီးတော့ရန်နေဖြစ်ပြီးတော့အဲ့ဒီသိုးအုပ်ကြီးကိုတယောက်တစ်ဝက်ခွဲရတာတဲ့ခွဲတော့သိုးကအကောင်100တကောင်ရှိနေတော့တယောက်90စီခွဲတာသိုးလေးတစ်ကောင်ကပိုးနေအဲ့ဒါကိုသူတို့ဟိုလူလည်းမပေးနိုင်ဘူးဒီလူလည်းမပေးနိုင်ဘူးမုန်းနေတာကိုဒေါသတွေနဲ့အဲ့ဒီတော့ဘာလို့တုံးတော့ဒီသိုးလေးကိုဘုံဆိုင်ထားတာနောက်တော့တယောက်ကအေးငါသိုးမွေးရခြင်းတယ်အဲ့တော့ငါပိုင်တယ်ဒီသိုးငါတချမ်းပိုင်တယ်အေးအဲ့လိုဆိုရင်မင်းတချမ်းပိုင်လို့ရှိရင်မင်းအဲ့ဒီတချမ်းသိုးမွေးမင်းအမေညှက်ယူဆိုတော့သိုးကလေးကိုဘယ်ဘက်အချမ်းလေးကနေပြီးတော့ဘာလို့တော့အမွေတွေညှက်ယူတာအဲ့ဒီမှာဟိုလူကညှက်မယူဘူးနောက်တော့အဲ့ဒီသိုးလေးကမြောင်းကြားမှာလဲပြီးတော့သေးရောသေးတဲ့အခါကျတော့ညှက်မယူတဲ့လူကတချမ်းလေးကိုညှက်ယူလို့သိုးလေးအေးပတ်ပြီးတော့သေးတယ်မင်းမှာအပြစ်ရှိတယ်ဟိုလူကလည်းမင်းညှက်မယူလို့သိုးမှာအလေးချိန်မညီလို့တစ်ဖက်ကလေးပြီးတော့သေးရတယ်မင်းမှာအပြစ်ရှိတယ်ဆိုတော့တရားရုံးရောက်ကြရောဟုတ်လားတရားရုံးလည်းရောက်ရောတရားစရိတ်တွေပေးလိုက်ရတာနဲ့ပိုင်တဲ့သိုးအကောင်90ဒီလည်းအကုန်ပြုတ်တယ်နောက်ဒီပြင်ပစ္စည်းတွေရှိတာလေးတွေဗာလေးတွေအကုန်လုံးရောင်းချပေါင်းနှံပြီးတော့မခံကျင်တဲ့ဒေါသတရားတွေအမုန်းတရားတွေနဲ့ဆက်လက်ပြီးတော့တရားရှင်လိုက်တာသားစဉ်မြေးဆက်ကျွေးဆက်လို့ကိုမပြီးနိုင်ဘူးတဲ့ဟုတ်လားအဲ့တော့အမုန်းတရားတွေဒေါသတရားတွေကိုပြောတော့တရားယုံဆိုတာတွေနဲ့ပြောတော့ဥစဉ်ကအဲ့ဒါလေးကိုသွားအမှတ်ရတယ်မြတ်စွာဘုရားကတော့အဲ့လောက်အသေးစိတ်မပြောပါဘူးဟုတ်လားဒေါသအားကြီးလို့ရှိရင်ဒေါသအားလျော်စွာပြစ်မှုတွေလွန်ကျူးပြီးတော့ပစ္စည်းဥစ္စာတွေဟာမင်းပန္နာဖြစ်ပြီးတော့ကုန်ခန်းသွားတတ်တယ်လို့ဘယ်နှခုမြောက်လဲ4ခုမြောက်ဟုတ်လားအေး4ခုမြောက်အပြစ်ကိုမြတ်စွာဘုရားကရန်သူတွေကကိုယ့်ကိုပစ္စည်းဥစ္စာပျက်စီးတာကိုလိုချင်တယ်အဲ့ဒီရန်သူလိုချင်နှစ်သက်တဲ့တရားကိုဒေါသတရားကမဖြစ်အောင်ဖန်တီးပေးလိုက်တယ်တဲ့ဘယ်နှပါးရှိသွားပြီတော့4ပါးရှိသွားပြီဤတိလောကဘုံဘဝ၌မိမယောက်ျားမြတ်ထွင်ညာမူဖောက်ပြားရင်ခွဲရုပ်ဆင်းပြဲဤအိဆသောခမချမ်းသာဘူးပြူညာကိစ္စအဝဝ၌ကောတာလွှမ်းမှုအမျက်ဆိုးကြောင့်ကျိုးရှိကိုပင်ကျိုးမဲ့ထင်၍ကျိုးပင်ရှိလည်းမရှိမှတ်၍ချွတ်ချောပြူမှားကျိုးမများသည်ဟုတ်လားအဲ့ဒီမှာဗာဆက်ပြီးတော့ခုဖြစ်လာလဲရှိဘွားဥစ္စာပျက်စီးသွားတာအဲ့ဒီလို4ခုမြောက်အပြစ်ပြီးတော့5ခုမြောက်အပြစ်ကိုမြတ်စွာဘုရားဗာဆက်ပြောလဲဆိုတော့အဟောဝတ္တယံနယတဝအတ္တာအယံဤငါမုံနေတဲ့ဟောဒီငါရဲ့ယံသူသည်နယတဝအတ္တာ
ဂုံတရင်လေးညှိုးနွမ်းခြင်းသည်အဟောဝတ္တဖြစ်ပါမူကားအော်ကောင်းလေစွာမုံတဲ့လူအချင်းချင်းရန်သူအချင်းချင်းဂုံတရင်လေးညှိုးနွမ်းပြီးတော့အရှိတကွဲအကျိုးနည်းတွေဖြစ်ရင်သိကောင်းမှာပဲလို့ရန်သူတွေမုံတဲ့လူတွေကအဲ့ဒါလိုတန်တတဲ့သဘောမရှိဘူးလားရှိတယ်ဂုံတရင်တွေတက်ပြီးတော့ဟာမျက်နာတွေပွင့်ပြီးတော့ထဲထဲဝါဝါကြီးဖြစ်နေတယ်ဆိုရင်ရန်သူတွေကအဲ့ဒါကိုမလိုချင်ဘူးဟုတ်လားအေးဂုံတွေပြက်ပြီးတော့အဲ့ဒါလိုမျိုးအရှိတကွဲအကျိုးနဲ့ဖြစ်တာကိုရန်သူတွေကလိုချင်တယ်အကယ်၍များအမျက်ထွက်ခဲ့မယ်ဆိုလို့ရှိရင်တဲ့မြတ်စွာဘုရားကအဲ့ဒီရန်သူတွေလိုချင်တဲ့နှစ်သက်တဲ့ပြင်စမမြောက်ဟုတ်လားပြင်စမမြောက်အဲ့ဒီလိုဂုံတရင်ပြက်ချင်းဆိုတာကြီးမိမိတန်တာမှာရောက်လာတယ်မြတ်စွာဘုရားကတော့အသေးစိတ်ပြောတယ်ဗျတတိတရားတွေနဲ့အတိညာဏ်တရားတွေနဲ့မမိတ်မလျော့ကြိုးစားပြီးတော့တိဆောက်ခဲ့ရတဲ့ဂုံကလေးဂုံဆိုတာအလကားရတာမဟုတ်ဘူးနော်ဒီပုဂ္ဂိုလ်ဟာတည်တည်တန်တန်ရှိပါပေတယ်တည်တည်ငြိမ်ငြိမ်ရှိပါပေတယ်အစရှိတဲ့ကောင်းတဲ့ဂုံတွေရဖို့အတွက်လွယ်လွယ်ကူကူရပါသလားမရဘူးအဲ့ဒါလို့ခဲခဲရင်းရင်းမမိတ်မလျော့မှုတရားလေးကိုအခြေခံပြီးတော့တိဆောက်ကြိုးစားပြီးတော့ရယူခဲ့ရတဲ့ဒီဂုံကလေးဒီကြော်ကြားမှုကလေးဒီအရှိန်အဝါလေးဟာဒေါသတစ်ချက်ထွက်ပြီးတော့လူကြားထဲမှာအပြောတစ်ချက်မှားလိုက်တာနဲ့အမူအရာတစ်ချက်ပြက်လိုက်တာနဲ့အဲ့ဒီဂုံတွေဟာစုံစုံမြုပ်သွားတတ်တယ်တဲ့မင်းကွန်းစတော်ဘုရားကြီးကတော့ဗမာစကားပုံလေးနဲ့ကပ်ပြောတယ်ဗျတသလုံးမွေးတဲ့ကြက်ကိုတမတက်ထဲနဲ့ရိုက်တက်ပြီးတော့ချက်စားလိုက်တယ်လို့ပဲတဲ့ဟုတ်လားအဲ့လိုဂုံတွေပြက်တတ်တယ်ဂုံတွေပြက်တတ်တယ်ဟုတ်လားဦးဇင်းတို့မြတ်စွာဘုရားဟောတာလည်းတစ်ခုရှိပါရဲ့ဝေဒေဟိကာဆိုတာလူတိုင်းကြားဖို့ပါတယ်နော်အင်မတန်ဂုံကြီးတာနူးညံ့တယ်တိမ်မွေ့တယ်ဆိုပြီးတော့ဂုံအင်မတန်ကြီးတာအဲ့ဒီမှာသူ့ရဲ့ကြုံမဖြစ်တဲ့ကာလီကလေငါသခင်မကဂုံနေကြီးလိုက်တာနူးညံ့တယ်တိမ်မွေ့တယ်လို့ဂုံကြီးလိုက်တာငါပါပဲအစသာရရလုတ်ပင်နေလို့ဂုံကြီးတာလားတကယ်ကိုစိတ်ကောင်းနှလုံးကောင်းရှိလို့ဂုံကြီးတာလားသိအောင်စုံစမ်းမယ်ဆိုပြီးတော့ကာလီကနောက်နေ့မနေ့လင်းအောင်အိတ်နေတာဘာအမှုကိစ္စမှမလုပ်ဘူးအဲ့ဒီမှာဝေဒီဟိကာကဟေးဘာလို့မထတာလဲအစကတော့ तू တနာသေးတယ်မထခြင်းလို့မထတာပါဆိုတော့စိတ်ကတော်တော်တူသွားတယ်အဲ့ဒါဘာမှမပြောဘူးနောက်နေ့မနေ့လည်းဒီလိုဆက်အိတ်တယ်ဟေးဘာလို့မထတာလဲမထခြင်းလို့မထတာပါဆိုတော့ကျွန်မတော့နဲ့ငါအကြောင်းသိမယ်ဟောတကားတွေမားလာပြီဟုတ်လားနောက်နေ့မနေ့ဆက်အိတ်တာပဲဘာလို့မထတော့ဆိုတော့မထခြင်းလို့မထတာဆိုတော့မထအောင်ဆိုပြီးတော့တကားမင်းတို့နဲ့ခေါင်းရိုက်ခွဲတာအဲ့ဒီမှာကျွန်မကသွေးဆက်လက်ကြနေတဲ့ခေါင်းကိုလက်နဲ့အုပ်ပြီးတော့အရက်ထဲလှည့်ပြောတာရှင်တို့ပြောတဲ့နူးညံ့သိမ်မွေ့ပါတယ်ဆိုတဲ့ဝေဒီဟိကလုတ်ပုံကြည့်ပါဦးတယောက်တည်းရှိတဲ့ကျွန်မကိုခေါင်းကိုမင်းတုံးနဲ့ရိုက်ခွဲတာခေါင်းလားဆိုတော့အဲ့ဒီနေ့ကစပြီးတော့ဝေဒီဟိကရဲ့ဂုံတရင်တွေဟာလည်းပဲပျက်စီးသွားတယ်တဲ့ဒါမြတ်စွာဘုရားဟောထားတာဟုတ်လားအဲ့ဒီတော့တရားဓမ္မပေါင်းသူတော်ကောင်းတို့ကိုယ့်ရဲ့ခဲခဲရင်တိဆောက်ထားရတဲ့အရှိန်ဝါဂုံတရင်တွေဟာအမျက်ဒေါသတစ်ချက်ထွက်လိုက်တာနဲ့ပျက်စီးသွားတတ်တယ်ဒါကြောင့်ဉာဏ်ရှိတဲ့လူပညာရှိတဲ့လူတွေဟာအမျက်ကိုအပြင်ဘက်ကိုမထွက်အောင်ကြိုးစားသင့်တယ်ဗမာစကားပုံလေးရှိတယ်မဟုတ်လားပညာရှိအမျက်အပြင်မထွက်ဘူးဆိုတာအဲ့ဒါကိုပြောတာဟိုအရိယာသူတော်ကောင်းကြီးတွေမဟုတ်လေတော့အမျက်ကတော့ရှိတာပေါ့ဗျမကျေနပ်မှုတွေဒေါသတွေကတော့ရှိတာပေါ့ဒါပေမဲ့အဲ့ဒီဒေါသကိုစကားလုံးအဖြစ်နဲ့ထွက်မလာအောင်တားနိုင်တဲ့နော်အဲ့ဒီအမျက်ကိုကာယကံမှုအဖြစ်နဲ့လွန်ကျူးမသွားအောင်ထိန်းနိုင်တဲ့ဦးဇင်းတို့ဒါလေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဒေါသအာကြီးတဲ့ယဟန်တစ်ပါးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောခဲ့တဲ့ရှူလဘောဓိဇတ်ဆိုတာရှိတယ်အဲ့ဒါလေးကိုဦးဇင်းအကျမ်းမြင်ပြောပြမယ်တခုသောဘဝတုန်းကဦးဇင်းတို့ဘုရားလောင်းကြီးဗြဟ္မပြည်ကနေပြီးတော့သုတိသိကြပြီးတော့ပုံနာမျိုးတစ်မျိုးမှာလူရည်လို့လာဖြစ်တယ်ဗြဟ္မပြည်ကလာတာဆိုတော့ကာမရာဂကအင်မတန်နဲတယ်သူအိမ်တော်ပြုခြင်းတဲ့စိတ်တွေဘာတွေဘာမှမရှိဘူးဒါပေမဲ့မိဘတွေကအရွယ်ရောက်တော့မျိုးကောင်းသမီးတယောက်နဲ့လက်ထပ်ထိမ်းများပေးတယ်အဲ့ဒီအမျိုးကောင်းသမီးလေးကလည်းတိုက်တိုက်ဆိုင်ဆိုင်မှာပဲဗြဟ္မပြည်ကလာတယ်လို့ဆိုတယ်အဲ့ဒါနဲ့သူတို့နှစ်ယောက်ဟာအိမ်တော်ရေးကိုစိတ်မဝင်စားပဲနဲ့အတူတူနေကြတာအဲ့ဒါမိဘတွေလည်းကွယ်လွန်နှိစ္စရောက်သွားပြီဆိုတော့နှစ်ယောက်စလုံးယတိမဝစ်ပြီးတော့တောရက်မိပြီးတော့အကျင့်မြတ်ကိုကျင့်သုံးကြတယ်တဲ့အဲ့ဒါလိုကျင့်သုံးနေရင်လည်းဒီနေ့တော့ဘယင်မင်းမြတ်ပိုင်တဲ့ဥယျာဉ်ကြီးရဲ့တစ်ဖက်မှာစရဲချပြီးတော့အဲ့ဒီယတိဇနီးမောင်နှံပေါ့နော်အဲ့ဒီဘဝမှာတော့အကျင့်မြတ်ကိုကျင့်ပြီးတော့နေတာပါအဲ့ဒီမှာဟိုကလည်းမိမသားဆိုတော့အစာတွေကစပြီးတော့သူ့ကိုထားခဲ့မလို့သူကလည်းပဲ
အကျင့်မြတ်ကိုကျင့်မယ်ဆိုဘုရားလောင်းကအဲ့ဒီမှာစောင့်ရှောက်ရအောင်ဆိုသူ့ကိုခေါ်လာတာနှမလေးလိုစောင့်ရှောက်ပြီးတော့ထားတာပေါ့လေအေးအဲ့ဒါလိုနဲ့နေရင်းနဲ့တနေ့တော့အဲ့ဒီဥယျာဉ်ထဲကိုဘုရင်ကလှည့်လေလာရင်းနဲ့အဲ့ဒီယသိနှစ်ယောက်ကိုမြင်တာမြင်တော့ယသိမကရုပ်ရည်အစဉ်အင်မတန်တင့်တယ်တော့ဆွဲလန်းမက်မောပြီးတော့ပွားပြီးတော့မေးတာတဲ့မှာပိုင်ရှင်ရှိလားဆိုတော့အဲ့ဒီမှာဒီယသိဟာလူဘဝတုန်းကသူ့ရဲ့အရှင်သခင်လေးယောက်ျားပါဩဒါလူဘဝတုန်းကတည်းအခုတော့ဘာမှမတော်တော့ဘူးတဲ့အဲ့ဒါနဲ့အတင်းအကျပ်အဲ့ဒီယသိမကိုနန်းတော်ကိုခေါ်သွားတာမင်းကြီးတွေကိုခေါ်သွားလို့ခိုင်းလိုက်တာခိုင်းပြီးတော့ဘုရင်ကြီးကယသိကိုမေးတာငါဒီလိုလုပ်တော့သင်ဘာတတ်နိုင်တယ်တဲ့သင်စိတ်ထဲဘလို့ရှိလေအဲ့ဒါလိုမေးတာအဲ့ဒါရှင်အာနန္ဒအလောင်းပဲအဲ့ဒါလိုမေးတော့ဘုရားလောင်းကငါမှအမျက်ဆိုတာတော့ဖြစ်တာပေါ့တဲ့ယူပဲပြန်ပြောတာနော်အေးအေးဆေးဆေးပဲငါမှအမျက်တော့ဖြစ်တာပေါ့တဲ့ဒါပေမဲ့အဲ့ဒီအမျက်ကိုငါအပြင်မထွက်အောင်ကြိုးစားနေတယ်တဲ့မေတ္တာကမ္မထနဲ့ငါကြိုးစားနေတယ်တဲ့အဲ့ဒါလိုကျုံဝါပြောတော့ဘုရင်ကြီးကပြန်သွားတော့နန်းတော်ကိုဟိုရောက်တော့ယသိမကိုမင်းလူထွက်ပါအဲ့ဒါလိုဆိုရင်မင်းကိုမိဘရဲ့ခေါင်းကြီးမြှောက်မဲဆိုပြီးတော့မင်းစည်းစိမ်နဲ့ဖျားရောက်တယ်ဒါပေမဲ့ယသိမကငိုးယူပြီးတော့လောကကြီးပြည့်စုံပြီငါအကျင့်မြတ်ကိုပဲကျင့်ကျင်တယ်ဘုရင်သွေးဆောင်ဖျားရောက်တာကိုလက်မခံဘူးဘုရင်ကအဲ့ဒီမှာယသိတွေဆိုတာဘယ်လိုအတတ်ပညာတွေတက်တယ်လို့ငါကောင်းကောင်းမသိရဘူးငါကိုပြုစားရင်ဒုက္ခအဲ့တော့ယသိကြီးဘာတွေလုပ်နေလဲမသိဘူးဆိုတော့ तू ကြောက်ကြောက်လန့်လန့်နဲ့ယသိကြီးနေတဲ့နေရာကိုပြန်ရောက်လာပြန်တယ်စုံစမ်းတာဘာတွေများလုပ်နေလဲလို့ကိုရောက်တော့ဘုရားလောင်းကတီတီငိမ့်ငိမ့်ပဲစုပ်နေတဲ့သင်္ကန်းကိုချုပ်နေတာအဲ့ဒါသူကအချွေရံနေနေနဲ့တိတ်တိတ်ကလေးလာတော့ဘုရားလောင်းကလှဲ့မကြည့်ဘူးအဲ့ဒါကိုဘုရင်ကြီးကအထင်လွဲတာကြည်စမ်းအမျက်ဒေါသတွေနဲ့ငါ့ကိုလှည့်ပြီးတော့တောင်မကြည့်နိုင်ဘူးစကားတောင်မပြောနိုင်ဘူးစောတော်တုန်းကတော့ငါအမျက်ဒေါသရှိတော့ရှိတယ်အပြစ်မထွက်အောင်ထိမ့်မလေးပါလေးကျင်းဝါပြီးတော့ဒီယသိဘာလည်းမသိဘူးဆိုပြီးတော့ပြောတာဗျအဲ့ဒါနဲ့အရှင်ယသိတဲ့အစာတုန်းကတော့သင်ကျုံဝါတယ်နော်ဒေါသမဖြစ်အောင်ငါကြိုးလို့ပြောတယ်အခုဒေါသဖြစ်လို့သင်ငါ့ကိုစကားမပြောတာမဟုတ်လားအဲ့ဒီတော့ဘုရားလောင်းကမင်းကြီးတဲ့ဖြစ်ကားဖြစ်ဤသို့တော်ငါမထွက်စေရအဲ့ဒါလိုလေးသူကပဟေလီလေးနဲ့ပြောတာဘာတွေဖြစ်လို့ဘာတွေကိုမထွက်စေတာတော့ဘုရင်ကြီးကယုတ်တရနားမလဲဘူးအဲ့ဒီတော့မှဘုရားလောင်းကတခုချင်းရှင်းပြတယ်အမျက်ဒေါသဆိုတာငါတန်တန်မှာဖြစ်ပါတယ်တဲ့မဖြစ်ဘူးလို့ငါမဆိုလို့ဘူးသို့တော့အဲ့ဒီအမျက်ကိုငါမထွက်စေရဘူးတဲ့အပြင်ဘက်ကိုသင်မမြင်သေးရဘူးငါမေတ္တာကမ္မထနဲ့ငါတားဆီးထားတယ်တဲ့ဘုရားလောင်းကအဲ့ဒီမှာဘုရင်ကြီးကိုတရားဟောတာအမျက်ရဲ့အပြစ်တွေအဲ့ဒီတည်းကဦးဇင်းတို့တချွတ်တဝက်လေးကောင်းတာလေးတွေယူပြောရလို့ရှိရင်အမျက်ဒေါသဖြစ်တယ်ဆိုတာဘာနဲ့တူလဲဆိုလို့ရှိရင်တဲ့ရှေ့တုန်းကမီးညှိပြီးမီးရအောင်ဆိုမီးပုတ်ခုံဆိုတာရှိတယ်အခုလိုမီးချစ်ကြောက်တွေဘာတွေမရှိဘူးလေအဲ့အင်မတန်မာကြောတဲ့အသားမာကိုခြုံကလေးထွင်းပြီးတော့အဲ့ဒီထဲမှာဂွန်းတို့ဘာလို့ထည့်ပြီးတော့ထောင်းတာပေါ့အဲ့ဒါပူတော့အဲ့ဒီဂွန်းကိုမီးဆွဲသွားတာအဲ့ဒါမီးပုတ်ခုံလို့ခေါ်တယ်နော်လက်နဲ့ရင်လည်းပုတ်တယ်အဲ့ဒီမီးပုတ်ခုံမှာမီးဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီမီးပုတ်ခုံကဖြစ်တဲ့မီးဟာတခြားကိုမဆွဲမလောင်ရခင်မှာသူ့ကိုယ်သူအရင်အလောင်ခံရတယ်ဒါလေးနဲ့ဥပမာပေးတာဒေါသအမျက်ထွက်လာပြီဆိုရင်ဒီဒေါသအမျက်ကြောင့်တခြားသောသူတွေမဆင်းရဲသေးခင်မှာဒေါသအမျက်ထွက်တဲ့လူကိုအရှင်လောင်နေတဲ့ဒေါသဟာဟုတ်လားအေးအဲ့ဒီမှာဘုရားလောင်းကမင်းကြီးတဲ့ဒေါသဆိုတာအမျက်ဆိုတာနှစ်ဦးနှစ်ဖက်ဘာအကျိုးမှမရှိတဲ့အတွက်ကြောင့်အမျက်ကိုကြိုးစားပြီးတော့ထိမ့်သိမ့်တဲ့နဲ့ဆိုပြီးတော့ဘုရားလောင်းကအဲ့ဒီမှာမင်းကြီးကိုတရားဟောတော့ဒါသူတော်ကောင်းကြီးပဲလို့နားလည်ပြီးတော့ယသိမကိုပြန်ပို့ပြီးတော့ကြည်ညိုသွားတာဒီဥယျာဉ်ထဲမှာပဲတသက်လုံးသတင်းသုံးပါဆိုပြီးတော့ပြုစုလုပ်ကြွေးတယ်အဲ့ဒီတော့ဦးဇင်းတို့ဒီနေရာမှာဘုရားလောင်းပြောတဲ့စကားကလေးဖြစ်ကားဖြစ်ဤမထွက်ဆိုတဲ့စကားလေးဟာဒကာဓမ္မတို့ဦးဇင်းတို့အတွက်လိုက်နာကျင့်သုံးစရာမကောင်းဘူးလားဥဒုဇဉ်ဆိုတော့မကျင့်တတ်တာတွေကတော့ရှိမှာပေါ့နော်ဘာလို့ဆိုလောကကြီးကကျင့်တတ်စရာတွေနဲ့တိဆောက်ထားတာမှမဟုတ်ပဲဘူးဗျဟုတ်လားလောကကြီးမှာမကျင့်တတ်စရာတွေအများကြီးရှိတယ်မြင်လို့မကောင်းတာတွေကြားလို့မကောင်းတာတွေအမီးမောက်မတည့်တာတွေမဟုတ်တာတွေမညီညွတ်တာတွေမမျှတတာတွေမရှိဘူးလားရှိပါဘူးအဲ့ဒါလို့မကျေနပ်စရာတွေတွေ့တိုင်းမကြည်မနှက်ဖြစ်နေမယ်ဆိုရင်လောကကြီးကဘာမှဖြစ်မှာမဟုတ်ဘူးကိုယ်ပဲဒေါသမီးတွေလောင်ပြီးတော့အကျိုးမဲ့မှာဟုတ်ရဲ့လားအေးအဲ့တော့လောကကြီးကကိုယ်စိတ်တိုင်းကြတိဆောက်ထားတာဟုတ်ရဲ့လားမဟုတ်ဘူးဗျဖြစ်ချင်တိုင်းဖြစ်နေတာ
အဲ့လိုပဲကိုယ်တိုင်ကလည်းပဲအတိညာဏ်နဲ့ဆိုတာပြုတ်ထားတဲ့အမှုတွေကမရှိဘူးလားရှိတယ်ရှိတော့ကိုယ့်အမှုတွေကကိုယ်ပဲကိုယ်စိတ်တိုင်းမကြအောင်ဒေါသဖြစ်အောင်ဖန်တီးနေတာတွေကမရှိဘူးလားဒီစကားလေးနည်းနည်းလေးနဲ့တယ်နော်ကိုယ်တိုင်လှုပ်ထားတဲ့အရာတွေကိုကပဲကိုယ့်ပြန်ပြီးတော့ဒေါသဖြစ်အောင်လုပ်နေတာတွေမရှိဘူးလားရှိတယ်ကိုယ့်ရဲ့ဉာဏ်နဲ့သည့်အားလျော်ဆိုတာလှုပ်ထား၊ကင်ထားတဲ့ပြုတ်ထားပြုတ်မှားပြောမှားတွေပေါ့ဗျာအေးအဲ့ဒါတွေကဒီမှာလက်စကမသိမ်းရသေးတော့အဲ့ဒါတွေကိုကိုကတွေ့တိုင်းဒေါသဖြစ်เสียတွေကရှိနေတယ်ဟုတ်လားအဲ့တော့ပြောချင်တာကဒေါသဖြစ်เสียတွေကလည်းပတ်ဝန်းကျင်မှာရှိနေပါတယ်ကိုယ်မှလည်းပဲဒေါသဖြစ်เสียအကြောင်းအနုတ္တယသဘောတွေကလည်းရှိနေပါတယ်အဲ့ဒါလို့အာယုံကလည်းအာယုံကိုယ်ကလည်းကိုယ်အဲ့ဒီနှစ်ခုတွေ့ကြပြီဆိုတော့ဒေါသဆိုတာကတော့ထွက်လာမှာပဲအနာဂတ်မဖြစ်သေးသမျှဒေါသကအပြီးသတ်မပယ်သေးဘူးအခါအားလျော်ဆိုအကြောင်းသိရင်ဒေါသကထွက်လာမှာပဲအဲ့ဒီထွက်လာတဲ့ဒေါသအမျက်ကိုနှုတ်ပေါ်အရောက်မခံဖို့လက်ပေါ်အရောက်မခံဖို့မလိုဘူးလားအေးတကယ်လို့မြတ်မထိန်နိုင်ဘူးမသိနိုင်ဘူးဗျံပဓာတွေပြောမိသွားပြီလုံမိသွားပြီဆိုရင်တော့တစ်သက်လုံးတိဆောက်ခဲ့ရတဲ့ဂုံကျေးဇူးကလေးဟာတစ်ချက်တည်းနဲ့ဂုံခန်းသွားလိမ့်မယ်အဲ့ဒါလို့ဂုံတွေပြက်သွားပြီအရှိန်စော်တွေပြက်စီးသွားပြီအရှိတကွဲအကျိုးနဲ့တွေဖြစ်ပြီဆိုတော့ဘယ်သူတွေကဝမ်းသာကြမှာတော့ရန်သူတွေကဝမ်းသာကြမှာဗျာဟုတ်လားဒါကြောင့်ဆိုခရတိကပြောထားတာကြားဘူးတယ်မဟုတ်လားအပြုံးကအပြုံးထဲမှာကိုယ်ရန်သူဒုက္ခရောက်တဲ့အချိန်မှာပြုံးရတဲ့အပြုံးဟာအမိန်သုံးပဲတဲ့ဟုတ်လားဒါကြောင့်ရန်သူတွေမိန်အောင်မလုပ်ကြနဲ့ပေါ့ဟုတ်လားတခါကြီးမိုင်များဒါကြောင့်တရားကောင်းစဉ်ကဘယ်လိုတတ်ထားတာရန်သူအကြိုက်လိုက်ကြမှာလားတဲ့ဟုတ်လားအေးရန်သူအကြိုက်လိုက်တယ်ဆိုတာဒေါသဖြစ်ချင်းသည်ပဲနဲ့ရန်သူအကြိုက်ကိုလိုက်နေရရောက်တယ်နော်အေးဘယ်နှပါရှိသွားပြီတော့၅ပါးရှိသွား